Hi and welcome back to my channel. ဒီနေ့မှာကျွန်တော်ပြောပြချင်တာကတော့ဒီစာစုလေးရဲ့အကြောင်းကိုပြောပြမှာဖြစ်တယ်။အင်မတန်မှလှတဲ့စာသားလေးဖြစ်တယ်။အဲ့တော့သူဘာရေးထားလဲဆိုသိရအောင်ကျွန်တော်တို့အဆုံးထိ live ပဲကြည့်လိုက်ကြအောင်။ Let's get started. If a man expects a woman to be an angel in his life, he must create a heaven for her. Angels doesn't live in hell. စာကြောင်းကဒီလောက်ပါပဲ။ဒီစာကြောင်းကိုကျွန်တော်အပေါ်မှာလည်းရေးပြထားပါမယ်။ဘာသာပြန်ပြီးတော့ဖတ်ပြီးတော့ခန်းစားကြည့်လို့လည်းရပါတယ်။ဒါပေမဲ့ဒီထဲမှာစာရေးသူရဲ့မိမောင်းထိုးပြချက်ကဘာလဲဆိုတာကိုကျွန်တော် share လုပ်ပြရမယ်ဆိုရင်တော့သူပြောပြထားတာရိုးရှင်းနေပဲ။ If a man expects a woman to be an angel အကယ်၍ယောက်ျားတစ်ယောက်ကမိန်းမတစ်ယောက်နတ်သမီးတို့ချောမောတဲ့မိန်းမတစ်ယောက်ကိုလိုချင်နေမျှော်လင့်နေဆိုရင် his life သူ့ဘဝမလိုချင်နေဆိုတော့ he must create a heaven for her သူမအတွက်မင်းနိဗ္ဗာန်ဖန်တီးပေးရမယ်တဲ့အဲ့စာကြောင့်တစ်ခုလုံးခြုံငုံပြောရမယ်ဆိုတော့နတ်သမီးတို့လှပတဲ့အမျိုးသမီးတစ်ယောက်ကိုလူတစ်ယောက်ကလိုချင်နေဆိုရင်တော့သူ့ဘဝထဲမှာလိုချင်နေဆိုရင်တော့သူကအဲ့နတ်သမီးအတွက်နိဗ္ဗာန်ဖန်တီးပေးရမယ်ဆိုပုံစံမျိုးပြောတာနောက်တစ်ခုကဘာလဲ angel doesn't live in hell နတ်သမီးဆိုဘယ်တော့မှငရဲပြမှာမနေဘူးအဲ့တော့ကိုကလှပတဲ့အမျိုးသမီးတွေကိုလိုချင်တယ်ချောမောတဲ့အမျိုးသမီးတွေလိုချင်တယ်ဆိုရင်ကိုဘက်ကလည်းလုပ်ပေးနိုင်တဲ့အားလုံးကိုလုပ်ပေးရမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးကိုသူကပြောပြနေတာဖြစ်တယ်။ကိုမလုပ်ပေးနိုင်ဘူးဆိုတဲ့ပုံစံမျိုးလုပ်လို့မရဘူး။သူရဲ့လိုအပ်ချက်တွေအားလုံးကိုလုပ်ပေးရမယ်။နတ်သမီးကနိဗ္ဗာန်နဲ့ပဲနေတယ်။နတ်သမီးကငရဲပြီးတော့မနေဘူးဆိုတဲ့ပုံစံမျိုးကိုပြောထားတာဖြစ်တယ်။အဲ့တော့ဒီစာကြောင်းကနေမှအချိုးမြတ်တစ်ခုရနိုင်မယ်လို့မျှော်လင့်ပါတယ်။နောက်မှဒီတစ်ပုတ်ကောင်းတဲ့စာသားရည်နဲ့အတူကျွန်တော်ပြန်လာခဲ့ပါမယ်။ I love you all. See you in my next video. Bye bye.